ဘောကိုပါနိုင်စောထားအလောင်းတော်နဲ့မှာတစုံတရာခံစားခဲ့ရတော့ဝမ်းနဲ့လို့လာရဲနာကျင်စွာရေမှာကိုချစ်ခွေအိမ်မထဲရင်ခုန်စိတ်ချင်တဲ့သူနဲ့ရှိတဲ့ချိန်ဘယ်သူတွေများမင်းအိမ်မထဲ